ဒါလေးကဒီထိရပေါ်လာတယ်ဒီမှာကျတော့ဒီလိုလေးဖြစ်တယ်နော်ဒီထက်ပိုးမတက်လာဘူးဒီထက်မှာသူ့ရဲ့စော်ဝဲနဲ့မူရင်းကိုလိုက်ရှာပြီးတော့ဒီရိတ်တော့ပြင်ရေးပြီးတော့သူကခလုတ်မပိုင်းအတွက်မက်ကြီးလက်မှုဖြစ်ဖြစ်တခြားလက်မှုဖြစ်ဖြစ်ပေါ့ဗျာအားကြော်လောက်ဆိုလို့ရှိရင်သူ့ပုံမှန်နိုင်ပြန်ဖြစ်သွားရတယ်သူကပေါ်လာโอเคပါနော်